မနေ့ကတော့ကျတော့ကျမမျက်နှာလေးနဲ့ပြရတယ်ပေါ့နော်ဒါပေမဲ့တိတ်ပြီးတော့မရှင်းပါဆိုလို့ဒီနေ့ကျမပြန်ပြီးတော့ဟိုဟာလေးနဲ့ပြန်ပြောပြမယ်ပေါ့နော်အတူချုံလေးဆိုတော့ကျမတို့မှာဒီယောဂအမျိုးအမည်လေးတွေရှိရပေါ့နော်တခါတလေကိုရီးယားအဲ့လိုဆေးကန်းသွားဖို့မရဲဘူးဆိုတာကကို့မှာဒီမှာဆိုရင်ဘာသာစကားမပေါက်တဲ့အတွက်ကြောင့်ကိုမသွားရဲဘူးပေါ့နော်မပြိုရဲအဲ့တော့ကျမနည်းနည်းလေးပြန်ပြောပြမယ်နော် fever ဆိုတာကကြတော့အဖျားပေါ့နော်အဖျားတက်တာတွေနောက်ပြီးတော့ကိုယ်အပူချိန်မြင့်တက်တာတွေအဲ့ဒါကို fever လို့ခေါ်တယ်နောက်တစ်ခုကြတော့တဲ့နော် asthma ဆိုတာကကြတော့ရင်ကျက်ပန်းနာယောဂနော်ပန်းနာရင်ကျက်ယောဂကို asthma လို့ခေါ်တယ်နော်နောက်တစ်ခုကြတော့ဗာလဲဆိုလို့ရှိရင် cancer ဆိုတာကကြတော့မြစ်ပွားနာအမျိုးမျိုးနော်cancer မှာအမျိုးမျိုးရှိတယ်ခန္ဓာကိုယ်ဖတ်အမျိုးစုံမှာပေါ့နော်ဖြစ်နိုင်တဲ့မြစ်ပွားနာတွေပေါ့နော်ဒါပေမဲ့များသောအားဖြင့်ဒီမြစ်ပွားနာတွေကဘာမှဖြစ်လဲဆိုတော့အဲ့လိုစိတ်ဖိစီးမှုများတဲ့သူတွေမှာဖြစ်တတ်တယ်နော်နောက်တစ်ခုကြတော့တဲ့နော်chronic disease ဆိုတာကကြတော့သူတို့ဘာပြောလဲဆိုတော့နာတာရှည်ယောဂဆိုတာကကြတော့ဘောနော်အဲ့လိုမျိုးဟိုဘယ်လိုလဲလို့တချောင်းတချို့ဆိုလို့ရှိရင်ဘာမှမသိဘူးအဲ့လိုတချောင်းဖြစ်နေတာအဲ့ဒါတွေပြောမှာပေါ့နော် diabetes ဆိုတာကကြတော့ကျမတို့စီးကြိုယောဂကိုပြောတာဖြစ်တယ်နော်စီးကြိုယောဂကိုပြောတာဖြစ်တယ်နောက်တစ်ခုကြတော့ dementia ကြတော့သူတို့အသက်ကြီးတဲ့လူတွေမှာဖြစ်လာတယ်ပေါ့နော်အသက်ကြီးလာတဲ့အခါမှာကျမတို့မျက်ညံတွေချို့ယွင်းလာတယ်တချို့ဆိုရင်မြန်မာလိုပြောမယ်ဆိုရင်တော့တငယ်ပြန်တယ်ပေါ့အဲ့လိုပဲပြောမလားမသိဘူးပေါ့နော်ဒါပေမဲ့ dictionary ထဲမှာဘာသာပြန်ထားတာတော့အယူယောဂလို့သူကပြန်ထားတယ်ပေါ့နော်နောက်တစ်ခုကျတော့ arthritis ဆိုတာကကြတော့အဆစ်အမြစ်ရောင်တဲ့ယောဂတွေပေါ့နော်အဲ့ဒါတွေကဘာလဲဆိုရင်ဟိုစားပေါ့ဒီကျွန်တော်တို့ဟိုစားတွေအများကြီးစားတယ်ဟိုဗာလဲ uric acid ပါတဲ့ဟာတွေကိုအစားများတဲ့သူတွေကအဲ့လိုဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်အရာမဆိုအစားအစာကတင်မြတာစွာစားရင်တော့ဘာမှမဖြစ်ဘူးပေါ့နော်တမျိုးကြီးပဲနေ့တိုင်းအကြာကြီးအဲ့လိုမစားနဲ့ပေါ့နော်အရာရာကိုတင်မြတာစွာစားပေါ့နောက်တစ်ခုကျတော့ diarrhea ကကြတော့ဝန်းသွားတာကိုပြောတယ်နော် diarrhea ဆိုတာကဝန်းသွားတာနောက်တစ်ခုကျတော့ constipation ကကြတော့ဝန်းချုပ်တာကိုပြောတယ်နော်ဝန်းသွားလို့မရဘူးဝန်းချုပ်တယ်ပြောတယ် running nose ကကြတော့နာယီယူတာကိုပြောတယ်နောက်တစ်ခုကျတော့ vomit ကြတော့ကျွန်တော်တို့အော်အန်နာကိုပြောတယ် depression ဆိုတာကစိတ်ကြယောဂါကိုပြောတယ်ပေါ့နော်စိတ်ကြယောဂါကကြတော့စိတ်ကြယောဂါဆိုတော့အရင်ကြောက်စရာကောင်းတယ်တချို့ဆိုစိတ်ကြယောဂါကြောင့်ကိုတက်သေးတဲ့လူတွေတောင်ရှိရပေါ့နော်နမိုးနီးယားကြတော့အဆုတ်ရောင်ယောဂါလို့ပြောတယ်နော်နမိုးနီးယားကအဆုတ်ရောင်ယောဂါလို့ပြောတယ်နောက်တစ်ခုကျတော့ rushes ဆိုတာကအဲ့ဒါကခန္ဓာကိုယ်မှာပေါ်တတ်တယ်အဲ့ဒီဟိုအင်ပြင်းနေလို့အနီဖူးတယ်နော်အဲ့ဒါကိုပြောပါတယ်လို့နောက်တစ်ခုကျတော့flu ဆိုတာကရာသီတုပ်ကွေးနော်ကိုလက်တွေကိုက်ခဲတယ်မအီမသာဖြစ်တယ်ရာသီတုပ်ကွေးကိုပြောတာပါstroke ဆိုတာကကြတော့သူကအုံနောက်သွေးကြောပိတ်တာဟုတ်သူခေါ်တယ်တဲ့နော်အုံနောက်သွေးကြောပိတ်သွားတဲ့အခါမှာကျမတို့လေဖြစ်တာတွေပါတယ်ဖြစ်တတ်တယ်နော်heart attack ကြတော့ဒီနှလုံးသွေးကြောပိတ်တာကိုခေါ်တယ်နော်နှလုံးသွေးကြောပိတ်သွားတဲ့အခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးမှာနှလုံးကအလုံးမလုံးတော့ဘူးဆိုလို့ရှိရင်အဲ့ဒါပြီးပြီပေါ့နော်ဆိုတော့ heart attack ဖြစ်သွားတဲ့အခါမှာတချို့တွေအမှအသက်ပါသွားတာတွေပါတယ်ရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကျတော့ sore throat ဆိုတာကလေချောင်းနာတယ်နော်လေချောင်းနာတယ်နောက်တစ်ခုကျတော့ cough ဆိုတာကကျတော့ချောင်းဆိုးတယ်ချောင်းဆိုးတာကို cough လို့ခေါ်တယ်နောက်တစ်ခုကျတော့တယ်နော် hypertension ဆိုတာကသွေးတိုးယောဂနော်သွေးတိုးယောဂ high blood လို့လည်းသူတို့ခေါ်တယ်နော်သွေးတိုးယောဂအဲ့လိုမျိုးကနောက်တစ်ခုကျတော့ conjunctivitis ဆိုတာကကျတော့သူကကျတော့ conjunctivitis ဆိုတာကကျတော့မျက်စိနာတာပေါ့နော်မျက်စိနာတဲ့ဟာကိုသူတို့ပြောချင်းဖြစ်တယ်တဲ့နော်နောက်တစ်ခုကျတော့osteoporosis ကကြတော့အယိုးပွားယောဂကကျမတို့အသက်ကြီးလာတဲ့အခါမှာဖြစ်တတ်တယ်เนาะဒါပေမဲ့ရန်သားဖြစ်ယောဂတွေကအသက်ကြီးလာတဲ့အခါမှာဘာလို့ဖြစ်လဲဆိုတော့စဉ်းစားကြည့်ပေါ့နော်ကျမတို့ခန္ဓာကိုယ်ကြီးကိုအသုံးပြုနေတာနှစ်ရှည်လများဆိုတော့သူလည်းယိုယွင်းလာတာပေါ့အဲ့တော့
ငငယ်ကလေးကကိုစားတဲ့အစာကို balance လုပ်ရမယ်တင်တင်မြတ်တာဆိုစားရမယ်နောက်တစ်ခုကျတော့ kidney failure ဆိုတာကကျတော့ကျွန်တော်တို့ကြောက်ကပ်ပျက်စီးတယ်ပေါ့နော်ကြောက်ကပ်ပျက်စီးတဲ့အခါမှာအောက်ကကျတော့ဘာလဲဆိုရင် dialysis လုပ်ရတယ်ဆိုတော့ကအဲ့ဒီကြောက်ကပ်ကပျက်စီးနေတဲ့အတွက်ကြောင့်မို့လို့ဒါကိုကြောက်ကပ်ထဲမှာရှိတဲ့အရည်တွေအဆိပ်တွေကိုဖယ်ထုတ်ပြီးတော့ရှင်းထုတ်ပေးတယ်ပေါ့နော်ဆေးထုတ်ပေးတဲ့ဟာကို kidney dialysis center တွေရှိတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ကြောက်ကပ်တွေကိုဆေးပေးတဲ့ဒီစင်ကာပူမှာတော့အများကြီးရှိတယ်ပေါ့နော်အဲ့ဒါကိုခေါ်တယ် kidney failure ကကြတော့ကျွန်တော်တို့ကြောက်ကပ်ပျက်စီးတယ်လို့ပြောတယ်ပေါ့နော်